ငွေကြေးနဲ့ပတ်သက်လို့သိထားတဲ့အချက်များလူတိုင်းအတွက်ငွေကြေးဆိုတာမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါဒါပေမဲ့ငွေရှာတက်တာထက်ငွေစီမံခန့်ခွဲတက်တာကပိုအရေးကြီးပါတယ်ပထမဆုံးအချက်ကဝင်ငွေရှိတိုင်းအကုန်မသုံးပါနဲ့မလိုအပ်တာနဲ့လိုအပ်တာကိုခွဲခြားတတ်ဖို့လိုပါတယ်ဒုတိယအချက်ကဝင်ငွေတစ်ခုချင်းစီတဲ့ကအနည်းဆုံး10ရာခိုင်နှုန်းကိုစုဆောင်းဖို့ကြိုးစားပါပတ်စံစုချင်းကကြီးမားတဲ့ငွေပမာဏနဲ့စဖို့မလိုပါဘူးအလေ့ကျင့်စတင်ခြင်းကအရေးကြီးဆုံးပါတတိယအချက်ကအရေးပေါ်ငွေ emergency fund တစ်ခုရှိဖို့လိုပါတယ်မမျှော်လင့်ထားတဲ့အခက်အခဲတွေမှာတင်ကိုကာကွယ်ပေးနိုင်ပါတယ်စတုထအချက်ကအကျွေးယူရင်ပြန်ဆက်နိုင်မယ့်အစီအစဉ်ရှိမှယူပါအကျွေးဟာအကုအနီဖြစ်နိုင်တယ်လို့ဝန်တက်ဝင်ဖို့လည်းဖြစ်နိုင်ပါတယ်နောက်ဆုံးအချက်ကငွေကိုတင်အလောက်လုပ်ပေးတာမဟုတ်ဘဲငွေကိုတင့်အတွက်အလောက်လုပ်စေဖို့စဉ်းစားပါအသိပညာတိုးတက်အောင်ဖတ်ရှုပါယင်းနှိမ့်ညွတ်နှံမှုအကြောင်းလေ့လာပါမှတ်ထားပါငွေကြေးအောင်မြင်မှုဟာတမေတည်းနဲ့မရပါဘူးအကျင့်ကောင်းလေးတွေကနေစတင်ပြီးအနာဂတ်ကိုတည်ဆောက်ကြပါစို့အခုလိုငွေကြေးအကြောင်းလေးတွေကိုအမြဲတင်ဆက်ပေးသွားမှာဖြစ်လို့အဖိုးတို့ရဲ့နှင်းစီစာပေ page လေးကိုလည်း follow လေးလုပ်ခင်ဖို့မေ့မသွားပါနဲ့အောင်နော်